ဒီအတန်ကိုနားထောင်ဖို့ရွေးလိုက်တဲ့အချိန်မှာမင်းတကယ်ပဲပင်ပန်းနေတယ်ဆိုတာမင်းကိုယ်တိုင်သိထားပြီးသားပါစိတ်ပင်ပန်းနေဆိုတာအပြင်မှာအတန်ထွက်နေတာမဟုတ်ပါဘူးတိတ်တိတ်လေးမင်းရဲ့အတွင်းစိတ်ထဲမှာမောပန်းနေတာပါဒီနေ့ဘာမှမပြီးမြောက်တယ်လို့ခံစားရရင်တော့အဲ့ဒါလဲအဆင်ပြေပါတယ်မင်းကပြင်းနေတာမဟုတ်ပါဘူးမင်းတကယ်ကိုပင်ပန်းနေတာပါလူတိုင်းမှာစိတ်အားကုန်တဲ့နေ့တွေဆိုတာရှိပါတယ်ဒါကအရှုံးမဟုတ်ပါဘူးလူသားတစ်ယောက်ဖြစ်နေလို့ပါဒီနေ့ကိုအနှဲငယ်ဖြစ်ဖြစ်နားလည်ပေးလိုက်ပါမင်းအကောင်ဆုံးလုပ်နေတာပါတခါတလေမှဘလို့အလုပ်ကိုမှအပြည့်အဝပြီးမြောက်အောင်မလုပ်နိုင်ဘူးဆိုတာအနားယူဖို့လိုနေတဲ့သဘောပါတိတ်ဆိတ်စွာနဲ့ဘသူနဲ့မှစကားမပြောဘဲကိုယ်စိတ်ထဲကပင်ပန်းမှုတွေကိုအနားပေးဖို့အတွက်ကိုယ်ပိုင်အချိန်လေးတွေလိုအပ်ပါတယ်ဒီနေ့အနားယူချိန်မှာမင်းစိတ်လေးကိုအနှဲငယ်ချစ်ပေးပါကိုလည်းအနားပေးဖို့ခွင့်ပြုပေးပါမင်းရဲ့စိတ်ထဲမှာပင်ပန်းမှုစိုးရိမ်မှုနဲ့တစ်စုံတစ်ယောက်ကိုတုံ့ပြန်ခြင်းတဲ့စိတ်တွေရှိနိုင်ပေမဲ့အဲ့ဒါတွေကိုဆွန့်လွတ်ပြီးအနားယူခွင့်လေးပေးရပါမယ်ဒီတစ်နေ့ရဲ့အဆုံးမှာကိုချစ်ပြီးအနားယူရမယ်လို့ပြောရင်နူးညံ့စွာကိုယ်စိတ်လေးကိုအားပေးလိုက်ပါမင်းအကောင်းဆုံးလုပ်နေတာပါတနေ့ချင်းရဲ့လှုပ်ဆောင်မှုတွေကအမြဲအောင်မြင်ဖို့မလိုပါဘူးတခါတရံခဏရပ်တန့်ပြီးနူးညံ့စွာအသက်ရှူဖို့လိုအပ်ပါတယ်ဒီအတန်ကိုနားထောင်နေတဲ့အချိန်မှာကိုချစ်ချင်းနားလည်ပေးခြင်းနူးညံ့စွာခံစားစီခြင်းဆိုတဲ့စိတ်ထဲမှာဖြစ်နေတဲ့တစ်ချက်ချင်းတိုင်းကိုပြုလုပ်နိုင်ပါတယ်အခုနောက်ဆုံးမှာကိုပြန်လဲသတိရပြီးမင်းအကောင်းဆုံးလုပ်နေတယ်လို့ချစ်မြတ်နိုးစွာပြောလိုက်ပါဒီနေ့စိတ်ပင်ပန်းမှုကိုမင်းရဲ့အနားယူချိန်အဖြစ်ခံယူပြီးနောက်တစ်နေ့မနက်မှာနူးညံ့စွာစတင်နိုင်မယ်လို့ယုံကြည်ပါအားလုံးပဲအဆင်ပြေကြပါစေ။နာကျင်မှုနဲ့ပင်ပန်းမှုတွေကိုကိုယ့်ရဲ့ချစ်ချင်းတရားနဲ့ဆွန့်လွတ်ပြီးကောင်းမွန်စွာအနားယူလိုက်ပါ။